ကြတယ်ဆိုအပြောကျွဲလုံးနဲ့အမြူကြီးသူကိုအကျဉ်းနာပိုကဆွဲလမ်းမိတဲ့တန်ရောစင်ကျူမင်းတို့မျိုးကဘဝလုံးမခံနာပါဘူးကွယ်အယောကနှလုံးသားနဲ့မျက်နှာနေတယ်အလေလာသူကိုမင်းတို့မရတော့အခက်တွေခက်တယ်အခါကောက်တော့ပြန်လာလေကွယ်လေရင်နဲ့လိုက်ပို့ပေးမယ်တော့တဘာဝတော့ရဲ့လာရီမိနေမှာဆိုလေလေကင်းရရင်နဲ့လွမ်းမောရထမ်းတော်ဒီတွေနဲ့မူရမာယာမများတပါမျိုးကြီးသူရဲ့ဒီရင်မမရင်ချက်သေးတာကိုခံမာ